ရသွားဟုတ်ကဲ့ဆရာမင်းတို့ငါညမအကြောင်းဆုံးကခိုင်းတာဘာလို့သိလဲထူးရဲ့ဆရာအခုဆရာညီမရဲ့တွဲရဲ့ကောင်လေးကဘာအလုံးမှမရှိဘူးဘာမှလည်းလက်ကြောမတင်ဘူးဆရာဒီကောင်ဆရာညီမကကျူစားနေတာကောင်းပြီအခုချိန်မှာတော့စောသေးရလက်မိလက်ကင်ပြနိုင်တဲ့အချိန်ကြီးငါတို့စောင့်ကြည့်ရမယ်အဲ့တော့ဒီချက်ပုံပြီးချင်းတွေတခုထူငါ့ကိုပုံဆက်လိုက်ဟုတ်ကဲ့ပါဆရာသိချပါမေနောက်လိုက်တာ 哦，ဘယ်လိုလုပ်ဒီမှာစောင့်နေရလဲပွဲတွေ့ဝိုင်းပြဿနာတက်အောင်မယ် ပြဿနာတိုင်းလည်းတက်စီတော့ကွာကိုဒီလိုဘွားမျိုးကနေရုံထွက်ချင်းနေနဲ့တူတူနေချင်းမီ ကိုရဲ့မေပြောပြီးသားပဲလေကိုရဲ့ယုံကြည်မှုရတဲ့ခါကျရင်မေတို့နှစ်ယောက်လည်းထပ်ကြမယ်လေကိုတော့အချိန်ခဏလေးပဲစောက်ပါနော် အဲ့လိုစောင်းရတဲ့အချိန်ကကိုတော့မြဲတစ်ခုလိုပဲမေရဲ့ဖြစ်နိုင်လေ ဟဲ့လောက်ပဲဘာမှမရှိရပါဘူးတဲ့ပါတဲ့ပါမင်းကငါညမနဲ့မပတ်သက်ပါနဲ့လို့ငါပြောတာမင်းနားလဲလို့လားရရဒီမှာမင်းလိုကောင်းတယ်ငါညီမနဲ့တူလို့လားတန်လို့လားမင်းလိုကောင်းအောင်မြတ်ကွာရဆဆမင်းကအနုလက်နဲ့ရွှေခွက်နိုင်ချင်ဟမ်ရမင်းကိုစင်ကိုပြီးလာ ဒီမှာကိုကြောဆိုအစင်တန်းဆိုတော့ခမားတို့လူမျိုးရဲ့အတွက်ရွှေငွေစည်းစိမ်ဥစ္စာဖြစ်ကျုပ်အတွက်ကတော့စိတ်ဓာတ်မြင်မာရဲ့လူရတာအစင်တန်းရှိရဲ့လူမျိုးခံယူထားရဲ့ ဒီကောင်ကလေးရမချောသေးငါလုံးလဲ ကိုမလုပ်ပါနဲ့ကိုရဲ့ကိုခဏမလုပ်ပါနဲ့ရောနော်မလေးတောင်းပါပါတယ် ဟဲ့ဒီမှာမင်းငါ့ကိုပြောခဲ့တဲ့စကားတွေမင်းမှတ်ထားတော့အေးအဲ့ပြောခဲ့တဲ့စကားတွေအကုန်လုံးလည်းမင်းပြန်ပေးဆက်ဖို့ပြင်ထား ကျွန်တော်လည်းခမားသိအောင်ပြောခဲ့ကျွန်တော်နဲ့မေးရဲ့ချစ်ချင်းကိုခွဲလို့မှန်းကြလုံးဝပြီးခံမှာပေါ့ ရလား ညီမလေးကပြန်ရမယ်ဟုတ်ကဲ့ဆရာအေးပါဟုတ်ပါပြီငါလိုက်ကြည့်ဆိုအောင်ပါအေးငါပြီးပြန်စမ်းဟဲ့နေရောလာဒါပဲတော့မလို့ တင်းနှောင်းသွားမို့လေကိုဘာပြောမလို့လဲ အေးတင်တန်းကိုစိုက်မြိုက်သွားရင်တော့ကိစ္စမရှိဘူးဒါပေမဲ့နေဟိုကောင်နဲ့ထပ်တွေ့ရင်တော့ငါစိုးမစိုးနဲ့တော့ ကိုရဲ့ခန့်ညာကိုထင်တယ်မဟုတ်ပါဘူးခန့်ညာရောသားကြိုးစားပါတယ်ညီမလေးပေါ်လည်းတကယ်တစ္ဆာရှိတာ နေရလေနေကဒါတော့ပြောနေတန်းလဲရနေငါလောက်လိုက်ရနေနားတော့မယ်ဒီမှာနင်ဒီနေ့ဒီချင်းကစပြီနင်ပဲသွားနင်နောက်မှာရာသာပါလိမ့်မယ် သွားကြမှာကိုရဲ့တယောက်တည်းပဲသွားကြတယ်သူ့ပိုင်မလွတ်လပ်ဘူး နင်လွတ်လပ်စရာလည်းမလိုဘူးနင်ဘာပဲဖြစ်ဖြစ်ငါရဲ့စီမံမှုအောက်မှာပဲရှိရမယ်နင်တင်တန်းသွားမှာမလားသွားတော့လေရာသာကိုတစ်ခါလေးခေါ်သွားလိုက် ကိုရစား ဟုတ်ကဲ့ပြောနေပြီ ကိုရစားနဲ့တင်းနှောင်းသွားဖို့တော့မှားလိုက်တယ် အားကြောင့်ကျွန်တော်မင်းကိုစောင့်နေတာ ကိုရစားကိုကိုကြီးလေးတစ်ခုတော့တောင်းကြလို့ အကူကြီးဘာများလဲ မေကောင်လေးခန့်ညာနဲ့ခဏလောက်တွေ့ကြလို့ကိုတို့လည်းပြန်ပြောနေလေနော် ရရလေအလုံးစီရလားစီရကျွန်တော်စီရပတ်သက်ရှိတယ်စီရညီမဗျာကျွန်တော်တားရကြဟိုကောင်တွေးပြအောင်တွေ့နေသေးရဲ့အဲ့အခုတော့ဘယ်လိုလုပ်ရလဲဒီကောင်ရှင်းလိုက်ရမှာဗျာအော်စီရလာမလား ကိုနဲ့တစ်ခါလိုက်ခဲ့တော့ပါကိုမေကိုမခွဲနိုင်တော့ကိုတို့ခိုးပြကြအောင်နော် ဘယ်လိုဖြစ်မှာလဲကိုကြီးတီဝိုင်မုံမိလောင်နေမယ် မင်းကဒီချိန်ကြီးကိုတိုးနေရောလားမင်းတယောက်တော့ကိုရှာကျွေးနိုင်ကိုနဲ့တစ်ခါလိုက်ခဲ့ပါနော် ဒီတော့ပါကွာဘယ်လိုလဲကွာရန်နေကြိုးစားခြင်းနေပါလားဟမ် မင်းလိုကောင်ကငါညမအောင်ငါထားရတဲ့ပို့ပြီးတော့ပြီးပြည့်စုံထားနိုင်ပါလေဟမ်နင်းဟာငါတော့သတိပေးထားတဲ့ကြားတွေကမင်းအရန်နေတက်တီရှိနေဟမ်မင်းအရန်နေတက်တီရှိနေပါလားမင်းကဘာပြောထားလဲဟမ်ငါညမနဲ့နောက်တစ်ခါထပ်တွေ့ရင်မင်းဘဝကိုမင်းတွေးထားလို့ငါပြောထားတယ်နော်မင်းအရန်နေတက်တီရှိနေပါလားဟမ်ကောင်ကငါ ကိုတော်လိုက်ပါတော့ခန့်ညာကိုထပ်ပြီးနားကြည့်အောင်မလုပ်ပါနဲ့ရောကိုရဲ့ရန်တကူကောင်းဆန်လာပဲ
ညီမရဲ့ခံစားချက်ကိုလည်းနားလည်မပေးဘူးဟဲ့ရစားနေလည်းငါ့ဘာသက်စာဖောက်တယ် တောင်းရလောက်ရတာပါ ဒီမှာနင်အရစ်ရှည်မနေနဲ့နင်ပြန်နေတော့အိမ်ရောက်မှနင်းနဲ့ငါနဲ့ရှင်းမယ်ရလားသူ့ကိုခေါ်သွားဒီနေ့မင်းနဲ့ငါနဲ့အပြက်ရှင်းမယ် ဟဲ့ရစားဒီဂရိမတီသက်စာမရှိဘူးနေကိုကြီးကခုလိုမပြောရတာမလား ဟုတ်တယ်အသူများကပတိပတိဒါပေမဲ့ငါနင်းပုံတော့ရက်မစပ်ပေါက်လက်ပြီငါနင်းကိုချစ်ကြာပြီဒီမသိလား ဘာနင်က ဟုတ်တယ်ငါနင်းကိုချစ်တာကြာပြီနင်ကငါ့ကိုပြီးမဆိုင်ဘူးနင်ကဟိုကောင်ခံရဆိုတဲ့ကောင်ပဲနင်ကချင်းဆွဲလန်းနေရတယ်ငါ့ကိုရှစ်လောကနင်ဘောမထားခဲ့ငါမှနင်းကိုချစ်လိုက်ရတာယူမှုပဲ ရှုံးမာလိုက်တာ အခုလည်းငါနင်းကိုငါအိမ်ပြန်မပို့ဘူးတခါတည်းခိုးပေးပါနင်ငါရဲ့လက်ရကြားလား လိုက်နိုင်အောင်နင်တို့ကောက်လုံးနဲ့မလိုက်နိုင်အောင် မလိုက်လို့မရဘူးလိုက်ကငါနင်းကိုတခါတည်းခိုးပေးမယ်လာသွားမယ်လာပါငါနင်းကိုရဲချစ် ကျင်းကြပါလိမ့်ဗျာဘာ